ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာစီးကိန်းပြိုင်ပွဲအကျိုးဖြစ်ဂျပန်နိုင်ငံစီကိုစခန်းဝင်တွားရောက်လေ့ကျင့်ခဲ့ပါတယ်ဂျပန်နိုင်ငံကိုရောက်ရှိခဲ့စဉ်ကာလအတွင်းမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာရှေ့ဆန်းပွဲ၃ပွဲရှင်မြန်ကစားခဲ့ပါတယ်ခင်ဗျအဲ့ဒီရှေ့ဆန်းပွဲ၃ပွဲမှာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းက2ပွဲနိုင်1ပွဲသရေဆွဲရလက်ကိုရအောင်နိုင်ခဲ့ပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာမြန်မာဘောလုံးပရိသတ်တွေကိုအတိုင်းအတာတရက်ထိစိတ်ချမ်းသာမှုပေးစွမ်းတယ်ညနေပိုင်းလှစေတယ်လို့ပြောမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့စီးကိန်းပြိုင်ပွဲအကြိုကာလမှာမြန်မာလက်ရွေးစင် U23 အမျိုးသားဘောလုံးအသင်းဟာလည်းဂျပန်နိုင်ငံစီကိုတွားရောက်ပြီးတော့စခန်းဝင်လေ့ကျင့်ခဲ့ပါတယ်။ရှေ့ဆန်းပွဲ၃ပွဲရှင်မြန်ကစားခဲ့ပါတယ်။အဲ့ရှေ့ဆန်းပွဲ၃ပွဲမှာမြန်မာလက်ရွေးစင် U23 အမျိုးသားအသင်းက2ပွဲရှုံးပါတယ်ခင်ဗျ။1ပွဲသရေကျခဲ့ပါတယ်။ဟုတ်ကဲ့ရှုံးခဲ့တဲ့2ပွဲမှာ1ပွဲကတော့တော်တော်ကိုရုပ်ပြဆင်းပြရှုံးခဲ့တာပါ15ဂိုးတောင်ပေးခဲ့ရပါတယ်15ဂိုး290ရလနဲ့ရှုံးခဲ့တာဖြစ်ပါတယ်ခင်ဗျဒီတော့မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကတော့ရှေ့ဆန်းပွဲ3ပွဲမှာ1ပွဲမှမရှုံးပဲ2ပွဲနိုင်1ပွဲသရေဆွဲရလက်ကိုရောက်နိုင်ခဲ့တော့ဒါဟာတကယ့်ကိုကျင်းနဲ့အားရစရာကောင်းပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာပထမဆုံးရှေ့ဆန်းပွဲကိုအောက်တိုဘာလ21ရက်နေ့မှာစတင်ရှင်မြန်ကစားခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာမြန်မာလက်ရွေးစင်မျိုးသမီးအသင်းက IGK Kunash အသင်းကိုပြိုင်မဲ့ဖြစ်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျပွဲပြီးမှတစ်ဖက်တစ်ကိုးစီတေးရလာထပ်ပေါ်ခဲ့ပါတယ်ဒီပွဲမှာမြန်မာလက်ရွေးစင်မျိုးသမီးအသင်းအတွက်နှင်းပွင့်အေးကဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်ဒုတိယမြောက်ရှေ့ဆန်းပွဲမှာတော့မြန်မာလက်ရွေးစင်မျိုးသမီးအသင်းကအိုဆာကာတက္ကသိုလ်အသင်းကိုပြိုင်မဲ့ဖြစ်ရင်ဆိုင်ခဲ့ရတယ်တကူဂိုးမရှိဆွဲရလာနဲ့အနိုင်ရရှိခဲ့ပါတယ်ခင်ဗျအောက်တိုဘာလ25ရက်နေ့မှာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကနောက်ဆုံးရှေ့ဆန်းပွဲကိုရှင်မြန်ကစားတယ်အဲ့ပွဲစဉ်မှာကန်ဆိုင်တက္ကသိုလ်အသင်းကိုပြိုင်ဘက်ဖြစ်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။တကူဂိုးမရှိဆွဲရလာနဲ့ပဲမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကထပ်ပြီးအနိုင်ရခဲ့ပါတယ်။ဒီအနိုင်ရခဲ့တဲ့ပွဲစဉ်2ပွဲမှာမြန်မာလက်ရွေးစင်မျိုးသမီးအသင်းအတွက်အဖို့တန်အနိုင်ကိုတွေကိုဣသက်ဖြိုးဟာကြီးပဲသွင်းယူပေးခဲ့တာဖြစ်ပါတယ်ခင်ဗျ။မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာစီးကိန်းပြိုင်ပွဲရဲ့အုပ်စုခါမှာဗီယက်နမ်မလေးရှားဖိလစ်ပိုင်တို့နဲ့တအုပ်စုရဲ့ကြောင်းနေပါတယ်။ဒီအုပ်စုရဲ့ပွဲစဉ်တွေကိုဒီဇင်ဘာလ4ရက်နေ့ကနေဒီဇင်ဘာလ17ရက်နေ့ထိထိုင်းနိုင်ငံရှွန်ပူရီမြို့မှာကျင်းပသွားဖို့ရှိနေပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ